ကျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါ ASM Basic Electronic Project Channel ကကြိုဆိုပါရစေမနေ့ကကျွန်တော်တို့ဒီပန်ကာလေးကိုနော် Cloud 1 2 3ရဲ့နောက်တစ်ခါဒီ AC Plug ခေါင်းကအဝင်ကျိုးတွေစစ်တဲ့နီလေးမနေ့ကမျှဝေပေးတာပေါ့နော်ဒီနေ့ကျတော့အဲ့ဒီဟာတွေကောင်းပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ဒီအထဲကမော်တာပေါ့နော်ကျွန်တော်တို့ဒီရှေ့ကဒီပန်ကာရွက်တွေအုံတွေအကုန်ဖြုတ်မယ်ဖြုတ်ပြီးရင်အထဲကမော်တာကွိုင်နော်ပြတ်မပြတ်တနည်းအားဖြင့်မော်တာကွိုင်ကိုကောင်းမကောင်းကျွန်တော်တို့ကွိုင်ဆက်တဲ့နီလေးကိုကျွန်တော်ဆက်လက်ပြီးတော့ညဝပေးသွားမှာပါကျွန်တော်တောင်းဆိုထားတဲ့မိတ်ဆွေတငယ်ချင်းတွေလည်းအားလုံးပြည့်စုံသွားအောင်ကျွန်တော်တစ်စိတ်ညင်းလေးပေါ့နော်ဒီနေ့တော့ကွိုင်ဆက်တဲ့နီလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါရှိရပန်ကာအုံတွေဖြုတ်ပါပြီနော်မနေ့ကကျွန်တော်တို့ခလုတ်လေးတွေနော် fan speed 1 2 3ပေါ့နော်ခလုတ်ဒီအနှေးအမြန်ပြောင်းတဲ့ခလုတ်ကလေးတွေကောင်းမကောင်းဆက်တဲ့နီမနေ့ကညဝပေးထားပါတယ်ခုဒီနေ့ကွိုင်ကောင်းမကောင်းဆက်တဲ့နီကိုဆက်လက်ပြီးတော့ပြောပြပေးမှာနော်ဒါအထက်ကမော်တာပုံအထက်ရအောင်ပေါ့နော်အထက်ကကွိုင်ကိုကျွန်တော်တို့ဒီ1ခလုတ်နံပါတ်1နဲ့ပတ်သက်တဲ့ကွိုင်နောက်တစ်ခါခလုတ်နံပါတ်2နဲ့ပတ်သက်တဲ့ကွိုင်ရဲ့နောက်တစ်ခါခလုတ်နံပါတ်3ပေါ့နော်3နဲ့ပတ်သက်တဲ့ကွိုင်အဲ့ကွိုင်3ခုကိုကျွန်တော်တို့ပြတ်သလားမပြတ်ဘူးလားတန်ဖိုးဘယ်လောက်ရှိတယ်လဲပေါ့နော်အဲ့ဒါလေးတွေတစ်ချက်လောက်နော်ဝါသနာပါတဲ့မိတ်ဆွေတငယ်ချင်းတွေလည်းဘုသူတပေါ့နော်ကဲအဲ့ဒါလေးဒါအရင်ဆုံးရှေ့ကဒီအုံပေါ့ဗျာနော်အထဲကကျွန်တော်တို့ဒီမော်တာအုံရဖို့ရအတွက်မြင်ဖို့ရဒီရှေ့ကဒီကာဗာလေးတွေအရင်ဖြုတ်အောင်မှာဖြစ်ပါတယ်သူကဒစ်ကလေးတွေနဲ့ပေါ့နော်အပေါက်လေးတွေနဲ့ဒစ်ကလေးတွေနဲ့ချိတ်ထားပါအဲ့ဒါလေးတွေကိုကျွန်တော်တို့ဒီစကရူအပြားလေးနဲ့ပေါ့နော်ကြောက်တဲ့ပြားလေးနဲ့နည်းနည်းလေးထိမ့်ပြီးတော့အဲ့ဒစ်ကလေးကိုနည်းနည်းလေးဖယ်ရဲပြီးတော့မလိုက်ရပါပြီနော်သူက၄နေရာပါတာပေါ့နော်အဲ့၄နေရာလေးကိုပြုတ်အောင်လေးဖြုတ်လိုက်ရင်ဒီပုံစံလေးရလာမှာဖြစ်ပါတယ်ဒါလေးပါဗျာနော်ကဲဒါလေးဖြုတ်ရင်ဒါထဲရတာမော်တာကိုမြင်ရမှာဖြစ်ပါတယ်ဗျာနော်ဒီမှာကျွန်တော်တို့ဒီမော်တာမှာကွိုင်ကောင်းသလားကွိုင်နေပြတ်နေပြီလားကွိုင်တစ်ခုခုပြတ်ရင်လည်းသူကလဲတော့မှာမဟုတ်ဘူးเนาะအဲဒါကြောင့်မို့ကျွန်တော်တို့ဒီမော်တာအတွင်းထဲကအထိပေါ့เนาะအတွင်းထဲကကွိုင်နေအထိเนาะဆက်လို့ရအောင်ကျွန်တော်တို့ဒီမှာနက်ကလေးတွေထပ်ပြီးတော့ဖြုတ်ပေးရမှာဖြစ်ပါတယ်ဗျာเนาะကြတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းအိမ်မှာတို့လိုမော်တာတွေပေါ့เนาะမလဲတော့ဘူးဆိုရင်အကြောင်းအရာကတော့ကျွန်တော်တို့တစ်ခုနဲ့တစ်ခုပြတ်တဲ့နေရာချင်းတူချင်မှတူမယ်ပေါ့နော်ကျွန်တော်ကတော့အားအကြောင်းမို့ကျွန်တော်မနေ့ကအစကနေစပြီးတော့ဒီ AC အဝင်ကြိုးကနေခလုတ်ပေါ့နော်ခလုတ်တွေအရင်ဆက်ပြတယ်နောက်ခလုတ်တွေကောင်းပြီဆိုရင်ဒါခလုတ်ကနေဒီအတွင်းထဲလာတဲ့ဒီမော်တာတွေကိုလာတဲ့ကျိုးတွေကိုထပ်ဆက်ရမယ်နောက်တစ်ခါကွိုင်ကောင်းမကောင်းဆိုပြီးတော့အဲ့လိုတစ်ဆင့်ချင်းလေးသွားမှာပေါ့နော်တီးပြီးသားမိတ်ဆွေတွေလည်းတီးပြီးသားပါနော်ဒါပေမဲ့မတီးသေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေဝါသနာရှင်တွေကျွန်တော်လေ့လာလို့ရအောင်လို့ဒါအသေးစိတ်ပြောပြပေးတာဖြစ်ပါတယ်နော်ဒီမှာနက်ကလေးတွေကပြန်ကြက်တဲ့အခါမှာလည်းကျွန်တော်တို့၄ခုကိုမျှပြီးတော့ပေါ့နော်နည်းနည်းချင်းလေးအဲ့လိုကြက်ပြီးမှာအခုဖြုတ်တဲ့အခါမှာလည်းအဲ့ဒီတိုင်းပေါ့နော်ဒီတိုင်းလေးဖြုတ်လိုက်မယ်ဖြုတ်လိုက်ရင်နေဦးပြန်နော်ဒီအောက်ကသူ swing ပေါ့နော်ဟိုဘက်ဒီဘက်လှည့်တဲ့ဟာလေးနော်အဲ့ဒီဟာလေးအရင်ဖြုတ်ရမှာပါနော်အဲ့ဒါမှကျွန်တော်တို့အထက်ကမော်တာအုံကိုဆက်ပြီးတော့ဖြုတ်လို့ရမှာဖြစ်ပါတယ်အตาလေးဖြုတ်မှာနော်အตาလေးဒီပုံစံလေးရလာပြီနော်ဒါဆိုရင်ဒါကွိုင်ပတ်ထားတဲ့ဟာလေးပေါ်လာပါပြီဒါပေမဲ့သူ့ရဲ့ကွိုင်အထွက်ငုတ်တွေကဟိုဘက်နောက်ကျောဘက်မှာပေါ့နော်ဒီပုံစံလေးပါနော်အဲ့ကြတော့ကျွန်တော်အလဲကဒီကွိုင်ထုတ်ခေါ်မှာပေါ့နော်အဲ့ကွိုင်ထုတ်လေးကိုကျွန်တော်ဖြုတ်လိုက်မယ်နော်ဒါလေးဆွဲမှာလိုက်မယ်ဒါဆိုရင်တော့ခုနကခလုတ်တွေနဲ့ခလုတ်ကလာတဲ့ဝါယာကြိုးတွေနဲ့နော်ဆက်ထားတဲ့အပိုင်းလေးပေါ့ဗျာနော်ကဲဒါလေးကိုကျွန်တော်တို့ဒီတစ်ချက်လောက်မီတာကိုကျွန်တော်တို့ဒီနော်ဘာသာသမုတ်တိုင်းအုပ်နေရာကိုဆက်လက်တာလေးရွှေ့ပြီးတော့နော်ဒါ connection လေးအရင်ဆက်ကြည့်ပါမယ်စက်ပုံစနည်းကမနေ့ကကျွန်တော်ပြောပြထားတယ်เนาะဒီမှာဒီအပြာရောင်ကြိုးလေးပေါ့เนาะ
ဒီအပြာရောင်ကြိုးလေးကမော်တာကိုဓာတ်ရိုက်သွားထားတယ်ပေါ့နော်အဲဒါကြောင့်မို့အဲ့အပြာရောင်ကြိုးလေးကိုဒီမီတာတစ်စားနဲ့ထောက်မယ်နောက်အဲ့ကျိုးကမော်တာကိုရောက်မရောက်ဒီမှာနော်အပြာရောင်ဆိုရင်အပြာရောင်လေးကိုထောက်ကြည့်လိုက်နော်ဒါမှအတွင်းအထဲထဲမှာတနေရာမှာပြတ်သလားဆိုတာစစ်ကြည့်ရမှာဖြစ်ပါတယ်ဗျာနော်ကဲအပြာရောင်ကြိုးလေးက connection ကောင်းတယ်ဆိုတော့အခုခလုတ်နံပါတ်1ကဒီမှာမီကိုရောင်လေးပေါ့နော်အဲ့မီကိုရောင်လေးကိုမီတာရဲ့ပရုတ်နဲ့တစ်ခုနဲ့ထောက်ထားမှာနော်ဒါခလုတ်နံပါတ်1နော်မီကိုရောင်လေးမီကိုရောင်ဆိုရင်လည်းအဲ့ coin မှာသွားဆက်တဲ့မီကိုရောင်လေးထောက်ကြည့်လိုက်နော်အဲ့ဒါဆိုရင် connection မိတယ်ပေါ့နော်နောက်တစ်ခါခလုတ်နံပါတ်2ကျတော့ဒီမှာအဝါရောင်လေးပေါ့နော်အဝါရောင်ကိုတစ်ချက်ထောက်မယ်နောက်တစ်ခါဒီခုနက coin ကိုသွားဆက်ထားတဲ့အဝါရောင်ကိုသွားထောက်ကြည့်မှာပေါ့နော်အယောင်တူချင်းဆက်အယောင်တူချင်းပေါ့နော်အဲ့ကျပန်ကားတစ်ခုနဲ့တစ်ခုတော့ဒီဝါယာကြိုးလေးတွေကအယောင်မတူလဲကိစ္စမရှိဘူးเนาะသူ့အယောင်နဲ့သူထောက်ကြည့်အောင်မယ်เนาะဒါဆိုရင်ဒါခလုတ်ကနေမော်တာအထိဝါယာကြိုးဒါ connection မပြတ်ဘူးပေါ့เนาะကောင်းတယ်နောက်ဒါခလုတ်နံပါတ်3เนาะခလုတ်နံပါတ်3က3ကအနီရောင်လေးเนาะဒီမှာအနီရောင်လေးကလည်း coin ကြီးထိရောက်အဲ့ဆိုရင်ခလုတ်ကနေ coin အထိဝါယာကြိုးတွေအလုံးကောင်းတယ်အထဲထဲမှာတစမှပြတ်နေတာမရှိဘူးပေါ့เนาะအဲ့ဆိုရင်ကျွန်တော်တို့က coin ရဲ့အုံးတံပိုးလေးတွေဆက်ပြီးတော့တိုင်းရမှာအုံးတံပိုးကြရင်ဒီမှာ1 kilo range လောက်မှာထားလိုက်ပေါ့နော်သူကရာကနန်းနေရှိမှာပေါ့နော်じゃ1 kilo own range မှာထားလိုက်မယ်ထားပြီးတော့ခုနကအပြာရောင်ကိုတစ်စားထောက်မယ်နောက်တစ်ခါခုနကခလုတ်နံပါတ်1 2 3ရလာတာဟာ1ဆိုရင်ကျွန်တော်တို့မီးခိုးရောင်လေးပေါ့နော်အဲ့ကြတော့ဒီခါကျတော့အပြာရောင်ကဓာတ်ရိုက်ဆက်ပြီးသားเนาะအဲ့ဆိုအပြာရောင်နဲ့မီးခိုးရောင်ကဒါခလုတ်နံပါတ်1ကဒီမှာ663အုံးရှိတယ်ဒါခလုတ်နံပါတ်1အတွက်660နဲ့3အုံးရှိပါတယ်နောက်ခလုတ်နံပါတ်2ကကြတော့သူကဘာရောင်လေးလဲဆိုရင်ဒီမှာအဝါရောင်เนาะအဝါရောင်ဆိုရင် main ကျိုးခုနကအပြာရောင်ကိုတစ်စားထောက်မယ်အဲဒီမှာเนาะ996အုံးရှိတယ်เนาะ996အုံးเนาะနောက်ဆုံးခလုတ်နံပါတ်3ကကြတော့ဒီမှာအနီရောင်ကျိုးလေးเนาะအနီရောင်ကျိုးဆိုရင်အနီရောင်ကျိုးကိုသွားထောက်လိုက်ဒီမှာ480နဲ့4အုံးရှိပါတယ်အဲ့ကြတော့ခလုတ်နံပါတ်1ဆိုရင်သူကဒီခုခံမှုတန်ဖို့အများဆုံးပေါ့နော်ဒီမှာ660ကျော်เนาะဒါခလုတ်နံပါတ်1ခလုတ်နံပါတ်2ဆိုရင်996နည်းနည်းရော့သွားပြီခလုတ်နံပါတ်3ဆိုရင်ဒီမှာ480ကျော်ပဲရှိတယ်အဲ့ကြတော့ဘာဖြစ်တာလဲဆိုတော့ကျွန်တော်ခလုတ်နံပါတ်1ဆိုရင်သူ့ရဲ့ဒီအာတန်ဖို့ပေါ့နော်ဒီ coin လေးရဲ့ခုခံမှုတန်ဖို့ကများတဲ့အတွက်လေများရင်သူကလျှက်စီးကြောင်းနည်းနည်းပဲစီးလို့သူကပန်ကာကနည်းနည်းနှေးမယ်ပေါ့နော်2ကြရင်သူကခုခံမှုရော့သွားမယ်3ကြရင်အရော့ဆုံးအနည်းဆုံးပေါ့နော်အဲ့ဒါကြောင့်မို့ဘန်ကာကအလဲဆုံးဖြစ်မှာပါကဲကျန်းနေတဲ့ capacitor တိုင်းတဲ့နီလဲတဲ့နီလေးကိုနောက်ဗီဒီယိုမှာမျှဝေပေးပါမယ်ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ